အင်ရှင်များစုကြည့်အောင်သွားနေရှိနေတဲ့ Champion League 16တင်ရှုံးထွက်အဆင့်ပထမကြော့ပါအားလုံးပဲမင်္ဂလာပါဒီနေ့မှာကျွန်တော်တို့ Champion League 16တင်ရှုံးထွက်အဆင့်အနေနဲ့ Liverpool ကံပါမယ်မနေ့ပြန် Liverpool ကံမယ်ပေါ့နော် Liverpool လုံး30ချက်ပြုတ်သွားပါမယ်ပထမဆုံး Galatasaray နဲ့ Liverpool ကနေစတင်ပါတယ်ဒီဘက်မှာ Liverpool အနေနဲ့ဘောကြီးဝင်ပလက်55စားပေးတယ်ဂိုးပေါင်းကြီး335ရှုံးဖွင့်ထားပါတယ်ပြီးခဲ့တဲ့အဘေးမှာတစ်ခါတွေ့တော့ကတော့ဝင်းဝင်းကနေပြီးတော့1 minute 20ဝန်းကျင်ဖွင့်ခဲ့တယ်လက်ရှိမှာတော့ကြေးနှင်းငယ်ရွက်ကြသွားတယ်အဲ့ဒါကလည်းပြီးခဲ့တဲ့တစ်ခေါက်မှာ1-0ဆိုတဲ့ရတဲ့မျိုးနဲ့ရှုံးထားလို့ဒီစတဲ့မဲ့ဖွင့်တယ်လို့မြင်တယ်အဲ့တော့ဒီစတဲ့မှာကောအနိုင်ယူနိုင်ပါမလားပြီးခဲ့တဲ့ရှုံးကြီးကိုတော့ကလေးစားပြန်ချီနိုင်ပါမလားဆိုတဲ့အတွေးတွေဟာထိုးသားတော်တော်များများရဲ့ခေါင်းထဲမှာဒီချိန်မှာရောက်နေတော့ပါပြီအဲ့ဒီနေ့ညမှာလီဗာပူးအနေနဲ့ကျွန်တော်ကတော့မရသေးဘူးလို့ထင်တယ်ကလေးစားချီနိုင်စွမ်းမရှိသေးဘူးလို့ပဲမြင်တယ်ဘာလို့ပြောလဲဆိုတော့လက်ရှိမှာသူတို့အနေနဲ့ဒီစာလက်ပြန်ပါလာတော့မှန်တော့ညာလဲသူတို့ရဲ့ main line edge ပြေဆုံးနေတော့ညင်ရလဲသူတို့ရဲ့ဂိုးသမားဟာအရင်ဂိုးသမားပဲဖြစ်နေပါတယ်သူတို့ရဲ့ဒီနေ့ညမှာအန်ဒီရဲ့အရင်များနေပါတယ်သူတို့ရဲ့ main keeper အလီဆန်နာထားတဲ့အနေထားတစ်ခုမှာလက်ရှိအရင်ဂိုးသမားဟာပွဲစဉ်တော်တော်များများကန်ရတာလည်းမရှိသလိုသိဘူးလေချင်းငယ်အနေနဲ့လည်းတပွဲနှစ်ပွဲတော့ညှက်ပြီးတော့ကစားခံရတာမျိုးလည်းမရှိဘူးအဲ့တော့ဒီပွဲကြီးမှာသူ့အနေနဲ့စိမ့်သက်ကြီးကိုကန်ရမယ်16တင်ရှုံးထွက်ဖြစ်တဲ့အတွက် PR တွေအရင်များတယ်ဒီဂိုးသမားအနေနဲ့အန်ဒီရဲ့အရင်ကြီးတယ်နည်းနည်းလေးမှားလိုက်တာနဲ့ကိုဆဲခံမိထားလို့ရှိတယ်ဒီနေသားတစ်ခုမှာကန်ရမှာဖြစ်တဲ့အတွက်တွေ့ကြုံလည်းမရှိဘူး PR ကိုလည်းခံနိုင်မယ့်နေသားလည်းမမြင်ရဘူး PSV နဲ့ပွဲမှာတော့ကလည်းရန်ကြီးကောင်းတယ်လည်းဆိုမျိုးမပြနိုင်ခဲ့ဘူးအဲ့တော့ဒီနေ့ညပွဲစဉ်မှာဒီဂိုးသမားအနေနဲ့တေချာပေါင်းဂိုးတွေပေးရနိုင်ချင်ရန်များတယ်သူတို့ရဲ့ main keeper မဟုတ်တဲ့အတွက်လည်းလီဗာပူးအနေနဲ့တော်တော်လေးစိုးရင်ရနိုင်ချင်ရှိတယ်အဲ့တော့လက်ရှိမှာဒီဘော်ဒီစီဒီဂိုးပေါင်းစင်းမှာကဒါတေချာပေါက် Galatasaray ကိုဂိုးပေးထားတယ် Galatasaray အနေနဲ့ကလည်းအိမ်ဝင်းဖြစ်တဲ့အတွက်ဝင်းမှာသူတို့အနေနဲ့ဘလိုပဲခက်စစ်တွေပေါက်ပြီးဘလိုပဲရှုံအဲ့ဒါကနောက်ပိုင်းကိစ္စသူတို့အိမ်ဝင်းမှာတော့သူတို့အိမ်ဝင်းပြီးထုံးတဲ့နိုင်မှာပဲအတင်းကြီးတွေကိုဒုက္ခထပ်ပေးပါလေဦးမယ်ပြီးခဲ့တဲ့တစ်ခေါက်ဂျပင်ကိုပထမတစ်ကြော့မှာတင်ကိုဒုက္ခကောင်းကောင်းပေးနိုင်လဲလို့ဒုတိယကြော့မှာသူတို့အနေနဲ့ဒါနောက်တစ်ဆင့်တက်နိုင်ခဲ့တာအဲ့တော့ဒီနေ့မှာလဲဒီဘာဘူးကိုကောင်းကောင်းကြီးဒုက္ခပေးသွားလေဦးမယ်လို့မြင်နေအဲ့တော့ဒီနေ့ညပွဲစဉ်မှာ Galatasaray body ကြိုက်တယ်ဂိုးပေါင်းကိုဂိုးပေါ်ကြိုက်တယ် 2-1 2တော့လို့မြင်ပါတယ်ဒါကြောင့် Galatasaray body Galatasaray ဂိုးပေါ်ပါနောက်ရဲပါအဲ့တော့ကျွန်တော်တို့ Atalanta နဲ့ဘိုင်ယန်ပါဒီပွဲစဉ်မှာဘိုင်ယန်အနေနဲ့ဘောကြီးဝင်ပြည့်40ပြီးတဲ့ဂိုးပေါင်းကြီး335ရှုံးဖွင့်ထားပါတယ်ခုနကတော့လီဗာပူးနဲ့ဂိုးပေါင်းတူ body ဈေးတန်းတူပါပဲအဲ့တော့ဒီနေ့ညပွဲစဉ်မှာဘိုင်ယန်အနေနဲ့ကောအောင်သားနိုင်ပါမလားဗျာကျွန်တော်ကတော့ဒီနေ့ညပွဲစဉ်တော်တော်များများကအောက်ကြီးများစုယူပြီးမှဖြစ်တဲ့အတွက်အကြိုက်မတူရင်ခါတဲ့ဘက်ကန်စီချင်ပါတယ်ဒီနေ့ညပွဲစဉ်မှာလည်းကျွန်တော်ဘိုင်ယန်ကိုမကြိုက်ပါဘူးဘာလို့မကြိုက်လဲဆိုတော့ဘိုင်ယန်အနေနဲ့ကလည်းလက်ရှိလူစင်းကအကောင်းကြီးဆိုပေမဲ့အတလာတာရဲ့အဲ့ဒေါမန်ကိုကန်သွားတော့ကမြင်လိုက်ရတဲ့ခြေစွမ်းကတော်တော်လေးအားရစရာကောင်းတယ်လို့သူတို့နီးပြတဲ့ကစားသမားတွေကလည်းဒီချန်ပီယံလိကိုတော်တော်လေးအားခဲထားတဲ့အနေထားတွေတွေ့ရတယ်ပြီးခဲ့တဲ့ Udini နဲ့ပွဲမှာတော့ကလည်းလူစင်းချင်းပြောင်းနေအကုန်လုံးခန်းစစ်ကစားသမားတိုက်စစ်ကစားသမားအကုန်လုံးသူတို့ရဲ့ main line အများစုကိုပွဲမပန်းအောင်ကိုသူတို့လှည့်ပြောင်းနေလှုပ်သွားခဲ့တယ်ဘိုင်ယန်ကတော့လက်ရှိချိန်မှာလှည့်ပြောင်းလို့မကတော့ဘယ်လိုပဲနေသူတို့ရဲ့လူစင်းကတော့ပွဲတိုင်းလူကိုကျွတ်ထားနေတယ်ပွဲတိုင်းလူပွဲပက်နဲ့ဆိုတာမျိုးကိုမတွေ့ရဘူးအမြဲတမ်းနိုင်နေတာအမြဲတမ်းဂိုးပေါ်နေအဲ့လောက်ထိကိုဘိုင်ယန်ကြီးကကျွတ်ထားနေအဲ့ဒီအသင်းမျိုးကိုခုခံရမယ့်အနေထားတစ်ခုမှာဘိုင်ယန်ဘက်ကနေရိုက်တာနဲ့တလုံးသွင်း40စားရမှာဆိုမှတော့ဘသူကမြန်ဘက်ကန်ရဲမှာလဲအတလန်တာကိုတိတ်မျော်ရဲမှာလဲဘောနော်အနည်းဆုံးတလုံးသွားနိုင်ရှိတဲ့ခြေစွမ်းမျိုးရှိတယ်ဒါပေမဲ့လည်းအတလန်တာအိမ်ဝင်းကလည်းချန်ပီယံလိမှာကောဒီသူတို့ရဲ့ Serie A မှာကောကိုတော်တော်လေးကြစ်တဲ့ထဲမှာပါတယ်ဘိုင်ယန်ကလည်းအိမ်ဝင်းကောင်းနေစမယ်ဝေးကွင်းမှာချန်ပီယံလိကောသူ့ရဲ့လိမှာကောဝေးကွင်းကခန်းစစ်ကဂိုးတွေပေးရတာလဲတွေ့ရတယ်အဲ့တော့အတလန်တာနဲ့ဒီနေ့ညမှာခန်းစစ်သုံးမှာမဟုတ်ဘူးဒုတိယကြော့မှာဘိုင်ယန်ကွင်းမှာဂိုးပြတ်တွေရှုံးသွားနိုင်တဲ့ခြေနေတွေများတာဖြစ်တဲ့အတွက်ဒီနေ့ညပွဲစဉ်ဟာသူတို့အတွက်မထူးဆက်ခင်းပြီးတော့ဖွင့်တိုက်လာမယ်ပွဲမျိုးပြီးခဲ့တဲ့ဒေါမွန်လုံးကလိုကန်ခဲ့တဲ့ခြေစွမ်းတိုင်းဆိုရင်တော့ဒီကြပေါ့ဒါဘိုင်ယန်ကိုနှစ်ဂိုးပြတ်ရှုံးနိုင်စရာအကြောင်းမရှိဘူးလုံးလုံးရှုံးလဲတကူပဲကန်ကောင်းရင်တေးကျသွားနိုင်ခြေရှိတယ်ကျွန်တော်ကတော့ဘိုင်ယန်ခြေစွမ်းရမှန်တော့ညာလဲအင်္ဂလန်ကစားအားအင်္ဂလန်ခံစစ်အားကောင်းနေတဲ့ Serie A ကဒီအီတလီမြေကကျွန်တော်အတလန်တာကိုပဲရွေးချယ်ပေးချင်ပါတယ်အတလန်တာကိုပဲကြိုက်ပါတယ်ဒါကြောင့်အတလန်တာဘော်ဒီပါနောက်ရဲပါအဲ့ဒါကကျွန်တော်တို့နျူကာဆယ်နဲ့ဘာစီလိုနာပါဒီပွဲစဉ်မှာကျွန်တော်တို့ဘာစီလိုနာအနေနဲ့ကတော့ခွေးချင်းခွေးကြီးပေးထားပြန်ပါတယ်ဘာကိုပြောချင်တာလဲဆိုတော့ဒီကိတဲ့တစ်ခေါက်မှာအမှတ်ပေးမှာတော့ကနျူကာဆယ်နဲ့တစ်ခေါက်တွေ့ရတယ်1-2ဆိုပြီးတော့နိုင်တယ်အဲ့တုန်းကတေ30ရှုံးဖွင့်ခဲ့တယ်လက်ရှိမှာတေ15ချက်ရှုံးအဲ့တော့ကနိုင်ထားတာလေဒီနေ့ညပွဲစဉ်မှာအဲ့လောက်ဒီဂျေးမပေးခြင်းဘူးအဲ့ဂျေးပုံမပေးခြင်းဘူးဆိုရင်တော့မှအဲ့တော့ကဂျေးပြန်ဖွင့်လို့ရတယ်တေ30ရှုံးထပ်ဖွင့်မလားဘာလို့လောက်ဒီဂျေးပြော့သွားလဲရှုံးလို့ဆိုတမျိုးပေါ့ခုကနိုင်နိုင်ကြီးကိုဂျေးကြီးကပျော့ကြီးဆိုမှတော်တော်ကိုပျော့တာတေဆိုရင်တော့မှအများကြီးမရှုံးတော့တာဖြစ်တဲ့တော်တော်များများကဒီဘာစီလိုနာကိုပဲပြုံမှာအဲ့လောက်ဒီကိုဂျေးတန်းကြီးကချိုးနေတယ်ကျွန်တော်ကတော့တားကြီးဒါကြီးကမိုင်းရိုင်းလုံးဝကြီးသွားပြီနျူကာဆယ်ကြီးကိုစော်ကားလုံးဝကြီးတယ်လို့မြင်တယ်လူစင်းရဘာညာရရှင်းကြည့်မယ်ဆိုရင်တော့ဒါကတေချာပေါက်ဒီဘာစီလိုနာတို့နေနျူကာဆယ်ကိုတေးကျသွားနိုင်ကြီးတေးထက်ကြော်လွန်နိုင်တဲ့ရလက်မျိုးထွက်လာနိုင်ကြီးမရှိဘူးကိုပြောချင်တာဘာလဲဆိုတော့ဘာစီလိုနာအနေနဲ့ကလည်းတိုက်စစ်ကွင်းလေအဆုံဆိုပေမဲ့ခံစစ်ပိုင်းမှာတော့သူတို့ရဲ့ main ခံစစ်နာထားတယ်ဒါကြောင့်လည်းသူတို့အနေနဲ့အရေးတကြီးအလောတကြီးကျွန်တော် AI hacker ကနေပြီးတော့ကို
ကန်ဆယ်လိုကိုပြန်ပြီးတော့အငားနဲ့ခေါ်ယူရတော့တဲ့သူကိုသူတို့ရဲ့ခံစစ်တအားပေါင်နေတယ်ခံစစ်လူစင်တအားနာနေတယ်အဲ့တော့ဒီကိုဘာစီလိုနာရဲ့ခံစစ်ကအားလျော့နေတယ်အဲ့တော့ဒီနေထားတစ်ခုကနျူကာဆယ်တို့ကခွင့်ရေးပဲအိမ်ဝင်းလည်းဖြစ်တယ်ပြီးခဲ့တဲ့တစ်ခေါက်ရှုံးကြီးကိုလည်းဆက်အမြနေထားလို့ဖြစ်တဲ့အတွက်အနေဆုံးတေကန်သွားနိုင်တဲ့ခြေစွမ်းမျိုးမြင်ရလိမ့်မယ်ဘာစီလိုနာအိမ်ဝင်းခံစစ်ကြည့်လို့ဂိုးမပေးရရင်မပေးရမယ်ဝေးဝင်းကတော့တေချာပေါ့ဂိုးတွေပေးရတယ်ချန်ပီယံလိမှာလည်းဂိုးတွေတအားပေါက်ပါတယ်အဲ့ဒါကြောင့်မလို့ဒီနေ့ညပွဲစဉ်မှာဘာစီလိုနာရဲ့တေထက်ကျော်လွန်တဲ့ရလက်မျိုးလာမှာမဟုတ်ဘူးတေနဲ့အရှုံးပါပဲဒါကြောင့်ပထမကြော့ရှုံးကြီးကိုပြန်ဆက်မယ်နျူကာဆယ်ကိုပဲရွေးချယ်ပေးကြပါတယ်နျူကာဆယ်ဘော်ဒီပါနောက်ရဲပါအဲ့ဒါကတော့ကျွန်တော်တို့80ကိုနဲ့စပါပါဒီပွဲစဉ်မှာကျွန်တော်တို့80ကိုနဲ့ဘော်ဂျီ1ပလက်55စားပေးတယ်ကိုကောင်းကြီးနှလုံး85ချုံခွင့်ထားပါတယ်ဒီနေ့ညပွဲစဉ်ကံမဲ့3ပွဲထဲမှာဘော်ဂျီတူနေတဲ့3ပွဲဖြစ်ပါတယ်လီဗာပူး80ကိုဘိုင်ယန်မြစ်တယ်ပါ3ပွဲလုံးဂျင်းအောင်နေတယ်လို့3ပွဲလုံးဂျင်းမကြနိုင်ပါဘူးအဲ့တော့ကျွန်တော်ကပေးခဲ့တဲ့2ပွဲရှေ့2ပွဲလီဗာပူးနဲ့ဘိုင်ယန်မြစ်ကိုအောက်ဂျင်းရွေးထားတာဖြစ်တဲ့အတွက်ဒီပွဲစဉ်ကိုဘော်ဂျီရွေးပါမယ်ဘော်ဂျီရွေးတဲ့အကြောင်းရင်းကလည်းပြီးတယ်လည်းမဟုတ်ဘဲနဲ့ချက်လက်နဲ့ပဲရွေးပါတယ်ပထမဆုံးတစ်ချက်ကတော့စပါးရဲ့လက်ရှိလူစင်းတွေကမကောင်းလို့မဟုတ်ဘူးကောင်းတယ်နီးပြားနဲ့ဒီလူစင်းအစုဖွဲ့ရဲ့စိတ်တပိုင်းဆိုင်ရာအချိတ်ဆက်ဟာမိမနေတာကြောင့်သူတို့အနေနဲ့ရှုံးပွဲတွေတွေ့နေရပါတယ်ပြောချင်တာကတော့စိတ်တပိုင်းဆိုင်ရာအရာမစည်းလုံးနေဘူးပွဲစဉ်တော်တော်များများကအရှုံးတွေ့နေရတဲ့အကြောင်းရင်းကလည်းအဲ့ဒါပဲသူတို့အနေနဲ့လူစင်းတွေကအကောင်းဘက်ကကောင်းဈေးကြီးတဲ့ကစားသမားအများစုကိုခေါ်ယူထားနိုင်ခဲ့ပေမဲ့နီးပြနဲ့လည်းအံဝင်ကြမရှိနေတယ်လို့ကစားသမားချင်းချင်းလည်းစီလုံးမှုမရှိနေတာဖြစ်တဲ့အတွက်ပွဲစဉ်တော်တော်များများကဂိုးတွေပေးရတယ်ဖြစ်ချင်ရဖြစ်တယ်လှုပ်ချင်ရလှုပ်တယ်ပေါက်တယ်ပေးရတယ်ရှုံးတယ်ဒါကြောင့်လည်းနောက်ဆုံး9ပွဲမှာ9ပွဲဆက်ရှုံးကိုဖြစ်နေတယ်သူတို့အနေနဲ့နောက်ပွဲမှာလည်းလီဗာပူးနဲ့ကင်ရမယ်အဲ့ပွဲကိုရှုံးတာနဲ့တန်းစင်းစုံတွေကိုဝုန်းနဲ့ဆိုရောက်ပြီတန်းစုံနဲ့တမတ်ဖယ်ကွာတော့တာနည်းနည်းလေးမှအမားရွေးခံလို့မရဘူးပြီးတော့ကန်ဆူတာကဒီနေ့ညပွဲက80ကိုအိမ်ဝင်းဖြစ်နေတာဖြစ်တဲ့အတွက်သူတို့နေတော်တော်ကိုရုံးရကန်မဲ့ထဲမှာပါတယ်ဒီနေ့ညဖွင့်နိုင်မယ်ဆိုရင်တန်းစုံတွေကိုသွားဒီနေ့ညသေခံဆော့မယ်ဆိုရင်နောက်ပွဲကိုပါသေခံဆော့ရမယ်အနေထားရှိတယ်နောက်ပွဲမှာလည်းလီဗာပူးအိမ်ကိုသွားကန်ရမယ်နှစ်ပွဲဆက်ဝေးကွင်းကန်ရမှာဖြစ်တဲ့အတွက်စပါးတို့ကပွဲချက်ဆိုမှလုံးဝကိုပွဲချက်တွေကိုရောက်နေတာ80ကိုကလည်းအဲ့ဒါခွင့်ရေးပဲဒီနေ့ညမှာသူ့အိမ်ဝင်ဖြစ်နေတော့သေချာပေါက်ကြိတ်မယ်လူစင်းရဘာညာကြည့်မယ်ဆိုရင်လည်းသူတို့နေနဲ့ Christmas ရှိမယ်လာဘက်ရှိမယ်ကျွန်တော်နောက်ထပ်အရန်လူစင်းစာတော့တော့ဘာလို့လဲရှိသေးတယ်အဲ့တော့အိမ်ဝင်းပြီးပြီးကျွန်တော်ဒီ80ကိုကလည်းဝင်းဝင်းမှာခန်းစစ်ရောရောက်မယ်အိမ်ဝင်းကတော့လုံးဝကိုကျွတ်ထားတဲ့ထဲမှာပါတယ်အဲ့တော့အိမ်ဝင်းပြီးပြီးအိမ်ဝင်းအားတိုက်စရာကောင်းကောင်းနဲ့စပါးတို့ကအနံကျိတ်သွားလိမ့်မယ်ဒီကိုပေါင်းစည်းကလည်းစပါးကိုဂိုးမပေးထားတဲ့ဈေးတန်းပဲစပါးကလည်းဒီနေ့ညမှာဖွင့်လိုက်လာမယ်ဈေးတန်းမဟုတ်ဘူးဖွင့်လိုက်လာနိုင်တော့ဒီပွဲမှာဂိုးပေါင်းကြီး3လုံးပလက်တွေထွက်လာနေချစ်ပေမဲ့စပါးကဖွင့်လိုက်လာနိုင်ခြင်းမရှိသလို80ကိုခန်းစစ်ကိုလည်းထိုးပေါက်နိုင်ဖို့မလွယ်လို့ဒီစတန်းကိုဖွင့်ထားတာတယ်အဲ့တော့ဒီနေ့ညပွဲစဉ်မှာတစ်ဖက်တစ်ဖက်ကြည့်ရပါမယ်80ကို1စီ2စီပါပဲကျွန်တော်ကတော့80ကိုဘော်ဒီကြိုက်တယ်80ကိုဂိုးပါကြိုက်ပါတယ်အဲ့တော့ဒီနေ့ညပွဲစဉ်မှာချန်ပီယံလီ၄ပွဲလုံးအနည်းချုပ်မယ်ဆိုရင်ကျွန်တော်တို့ဂလာတာဆာရီဘော်ဒီဂလာတာဆာရီဂိုးဘော်အတလန်နာဘော်ဒီ80ကိုဘော်ဒီ80ကိုဂိုးအောင်နျူကာဆယ်ဘော်ဒီပါအကြိုက်ဒီမှာလိုက်ပြီးတော့ကစားစေချင်ပါတယ်ကျွန်တော်ညနေခင်း6နိုင်မှာမောင်းတွဲထွက်ပါမယ်9နိုင်ခွဲမှာတော့မှာ3ခွက် drive 2ခွက်ထွက်ပါမယ်အဲ့တော့အားလုံးပဲအစီအပြေကြပါစေလို့ကျွန်တော်စောင့်ပေးခဲ့ပါတယ်